ကျုံမင်းမရန်ကုန်မြို့လေကောင်မလဲလီးပြီးအသက်ခံရတာတရားခံလဲသိတယ်စခန်းမှုလဲသိတယ်စစ်စေးရရှိလဲသိတယ်တရားခံဘယ်သူပဲဆိုတော့ပြောနိုင်တယ် CCTV မှတ်တမ်းလဲရှိတယ်တရားခံက AACC သွားလာနေတော့ရန်ကုန်မြို့ထဲမှာ AACC ပဲသွားလာနေတော့ခေါင်းကြီးတို့ကအာနာရှင်လက်အောက်မှာနေပြီးတော့မှဘာတွေများတရားမျှတမှုတွေမျောလင့်နေကြတာတော့ခေါင်းကြီးတို့ရဲ့အာနာရှင်အုပ်ချုပ်တဲ့နေရာလက်အောက်မှာနေမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပုံစံဒီလိုမျိုးအကွက်ဒီလိုမျိုးတရားစီရင်မှုမျိုးဒီလိုမျိုးတရားခံကိုလွတ်လပ်စွာတွာလာခွင့်ပေးတဲ့အမျိုးငွေများငွေနိုင်ဆိုတဲ့အမျိုးကတော့ဖြစ်နေမှာပဲလေခေါင်းကြီးတို့ရဲ့ဘာတွေမျောလင့်နေကြရလဲအဲ့ဒီအောက်မှာနေပြီးတော့ရှိသွားပြီနော်3ရက်တောင်ရှိသွားပြီတာရရပဲခင်ဗျားတို့နိုင်ငံကြီးကစောက်3မှမကြတာဒီနိုင်ငံကြီးကစောက်တုံးမကြောက်ဖြစ်နေဆိုတာအခုမှသိတာလားဒီနိုင်ငံကြီးကစောက်တုံးမကြောက်ဖြစ်နေဆိုတာလေဟိုး2021အာနာစသိကလေးကစောက်တုံးမကြတဲ့သူတက်အုပ်ချုပ်နေကြတဲ့ဟိုကဒီနိုင်ငံကြီးတစ်ခုလုံးကစုံမြုပ်ပြီးတော့စောက်တုံးမကြဖြစ်နေတာအခုမှသိတာလားအခုမှတရေနိုးပြီးတော့သိကြရလားဟင်ဒီနိုင်ငံကြီးကအမောင်ထုတွေတိုးဝင်နေဆိုဟို2021ကလေးကပါကိုလည်းပြန်ပြီးတော့လဲတေချာလေးအုံနောက်ရှိပြီးတော့စဉ်းစားကြနော်အားကြောင့်မလို့ဒီနိုင်ငံကြီးကဘယ်ကလေးကစောက်တုံးမကြောက်ဖြစ်နေဆိုတော့တေချာပြန်တွေးကြကျုပ်ကတော့ကျုပ်လို့အဖြစ်ကိုစောက်3မကြတော့မခံဘူးအစိုးစုံထိသွားမှာအခုချိန်ဒီဘာဆက်သွယ်မှုညှိနှိုင်းမှုကဘာမှမလုပ်တာအစိုးစုံထိသွားရင်းနဲ့သူလည်းဖမ်းခံလိုက်ရလို့ကြားတယ်စခန်းလည်းမလုပ်ဘူးစစ်စေးရကြီးလည်းမလုပ်ဘူးတရားခံမိသားစုကလည်းမလုပ်ဘူးလုံးမယ်ကျုံမိမဘလောက်ခံခဲ့ရလဲဆိုတာတစားပြီးတစားလာမယ်ခင်ဗျားတို့တလိုင်းပြီးတလိုင်းလာမယ်စောက်3ကိုမကြအားကြောင့်ပြောချင်တာဒီလားမြို့တယ်မှာပေါ့နော်အခုချိန်ကြီးမှာနေတာသူတို့နေပြီးတော့မှတော်လရင်ကိုနဲ့မဆိုင်ဘူးဆိုတော့အခုချိန်ကြီးနေတဲ့သူတွေအများကြီးပဲတို့အတိတဲမှာတို့ရဲ့ဟိုကမိတ်ဆွေတွေထဲမှာတကယ်တဘော်ကြီးနော်အာနာဆိုင်တဲ့အခုချိန်ကြီးမှာသူတို့မထီသေးဘူးသူတို့မထီသေးဆိုသူတို့ကလည်းအရန်ဖိုင်းကိုစီဘွားသားအဓိကကိုစီဘွားသားဟိုကဖြစ်ပြီးတော့လုံနေတဲ့သူတွေတဘော်ကြီးပဲတော်လရင်ပဲလည်းဆောက်ပြပြောသေးတယ်ဒီကောင်တွေလှုပ်လို့ငါတို့ကမအေးမချမ်းနေရတာဒီကောင်တွေကိုမှဟိုကသွားပြီးတော့အာရနေတော်တယ်သွားပြီးတော်လန်နေကြလို့ကိုကကိုမနေဘူးဘသူတက်ကိုစီဘွားကိုလုံမှာပဲဆိုတော့အတွင်းမျိုးမရှိကြလို့ဟိုကလောက်ကြလာဆိုပြီးတော့မှ blame နေတဲ့သူတွေအများကြီးရှိရနော်မျိုးတွေမှာနော်အဲ့လူတွေတခုပဲပြောချင်တယ်ကိုထီးမှမနာကြနဲ့သူ့လိုမျိုးကိုထီးမှအမိထားပြီးတော့မတားကြနဲ့နော်အာနာရှင်ရဲ့စောက်ချိုးတော့ဒီစောက်ချိုးမျိုးအတိုင်းပဲလာမှာပဲပြောရမယ်ဆိုလို့ရှင်အာနာရှင်ဒီလိုပုံစံမျိုးလာမှာပဲအာနာရှင်လာမှာကိုကနေသားသူတို့နေမယ်ကိုစီဘပဲကိုလုံးမယ်တော်လည်းရစောက်ကြီးစိုက်ပါမလို့အပဘူးလို့ထင်နေတဲ့သူတွေအားလို့ပြောချင်တာလေကိုထီးမှအမိမတားကြနဲ့ကိုထီးမှလာပြီးတော့မှဘာအခွင့်အရေးညာအခွင့်အရေးထားမအော်ကြနဲ့ဘာလို့လဲဆိုရင်ဒါကိုရွေးချယ်ပြီးဆိုလို့ရှင်ကိုရွေးချယ်တဲ့ဟာကိုကခံနိုင်အောင်စူးစမ်းကြရခိုင်မှာဆိုလို့ရှိရင်လည်းဗာလဲစစ်တုပ်ပန်းတွေလားဟာလားဖမ်းခံထားတဲ့စစ်တုပ်ပန်းတွေကိုသူ့ဘဘကြီးကိုဒါလင်းပြန်ကျဲလို့ဆိုပြီးတော့မှအဲ့စစ်တုပ်ပန်းတွေကကလေးပတ်တွေငိုပြီးတော့ဘဘကြီးကသမီးတို့ရမောဝါးကြီးလာရင်ဆိုပြီးတော့ငိုပြနေမလားမုံမဟိုကစက်ကြီးကိုမစိုက်ဘူးညီတို့ပြောစင်တာအဲ့တော့ငါတို့ကအဲ့စနစ်ကြီးကိုမကြိုက်လို့လာပြီးတော့တော်လန်နေကြတာ